ဒုတိယအကိုတွက်ကြည့်တာတလန်600ပြားတဲ့နားကြမမပါဘူးတလန်600ပြားအကိုကြီးရဲ့မလက်စာလောက်ကိုတနက်တဲနဲ့စားပစ်လိုက်တာဒီနေရာကလူကိုအယိုးပါမကြံဝါစားမဲ့နေရပဲစောစောကတာတည်ရင်ကျွန်တော်ထမင်းတောင်ထိမိမှာမဟုတ်ဘူးမင်းတီဘိုးကငါတို့နှစ်ယောက်စိတ်လျှော့ထားရမယ်မင်းတို့ဘာဖြစ်နေကြတာလဲမရီးကငွေနှစ်လန်တောင်ဈေးဆက်ပေးနိုင်ခဲ့တာပဲမင်းကဘာဖြစ်လို့လဲမရီးကငွေနှစ်လန်တောင်တက်တာအောင်လုပ်ပေးနိုင်ခဲ့တာမင်းကတော့ငါတို့ကိုလန့်တေအောင်လုပ်တော့မှာပဲငါတို့မပြောရင်အမေလည်းတိမှာမဟုတ်ဘူးဟုတ်သားပဲမရီးကတော့တကယ်အသက်ကယ်ရှင်ပဲဒါမှမဟုတ်ငါတို့အကျွင်းပဲပြောလိုက်ရင်ရော600ပြားလို့လေဟုတ်တယ်အဲ့ဒီဒလန်ကိုဖြုတ်ပြီး600ပြားပဲပြောလိုက်မယ်600ပြားကလည်းမနေဘူးနော်ဒါပေမဲ့100ပြားလို့ပြောရင်တော့အမေလုံးဝယုံမှာမဟုတ်ဘူးမင်းတို့သဘောတိုင်းတာလောက်ကြပါငါကူညီပြီးလိုက်ပြောပေးမယ်ဒီပိုက်ဆံ300တာတန်ပါတယ်အနည်းဆုံးတော့ဒီနေ့အားလုံးပျော်ပျော်ပါပါစားကြရတာပဲပျော်တာတော့ပျော်ပါရဲ့ရင်ထဲမှာတော့နင်းနေပိုအောင်တယ်လို့ပဲဟာဟာမင်းရွေးလိုင်စားတောက်ဆိုင်ကဟင်းတွေကိုကြိုက်လားကြိုက်တာပေါ့အရသာကတကယ်ကိုကောင်းတာမရီးချက်နဲ့ပဲရွေးတဲ့အလုပ်ကိုကျွန်တော်နဲ့ IUC ပဲအလိုက်ပါငါတို့အရင်ကမွေးဘူးတယ်ဟုတ်တယ်ချက်ပေါက်ဘဲပေါက်လေးတွေကိုဖြက်ဖြက်လက်လက်ရှိတာတွေရွေးရမယ်မှိုင်နေတဲ့ကောင်တွေဆိုမွေးလို့မဖြစ်ဘူးကောင်းပြီဒါဆိုဒီနေ့တော့မင်းတို့မောင်နှမနှစ်ယောက်ရဲ့အရေးချင်းကိုကြည့်ရတာပေါ့အကိုတို့ချက်ပေါက်ဘဲပေါက်လိုချင်လို့လားခင်ဗျာဦးကဖောက်ခါစလေးတွေကြီးပဲမွေးရတာသိလွယ်တာမွေးရလွယ်မလွယ်ကတော့အရင်ကြည့်ရဦးမယ်ဒီကောင်မရဘူးမျက်လုံးကအယောင်မရှိဘူးခြေထောက်ကလည်းပြုတ်ခွေနေတာပဲဝယ်သွားရင်အသက်ရှင်မှာမဟုတ်ဘူးမရီးကြည့်ပါဦးဒီဘဲပေါက်လေးကတန်လိုက်တာခြေထောက်နဲ့ကန်နေတာတန်ချက်ပဲတကယ်ကိုဖြစ်လက်တာပဲဒီချက်ပေါက်လေးကအမွေးတွေပြောင်းလဲနေတာပဲအော်တန်လဲအားပါတော့ရတယ်ညီလေးကတော်တော်အကဲခတ်တတ်တာပဲဒါပေါ့ယောဂတီတွေနဲ့ငါတို့ကိုလာလိန်ဖို့မစင်စားနဲ့ဆိုင်ရှင်ချက်ပေါက်ဘဲပေါက်တွေဘလောက်ကြလဲမရီးချက်ဘဲဝယ်ဖို့ပိုက်ဆံကိုအမေကျွန်တော်ကိုပေးထားပြီးသားဒါကိုကျွန်တော်ရှင်းလိုက်မယ်ကောင်းပြီဒါဆိုမင်းပဲရှင်းလိုက်တစ်ဆက်ကောင်ဆိုရင်ဥစုပေါင်း60ပြားပါနောက်ထပ်3ပြားထပ်ပေါင်းပြီးဒီတောင်းကိုပါတခါတည်းဝယ်လိုက်မယ်တော်တယ်အာယူအဆက်ဆက်ရရစဉ်းစားတတ်တာပဲဒါပေါ့ချက်နဲ့ဘဲတွေဝယ်ပြီးပြီဆိုတော့နောက်ပါလို့ရမလဲတကြားနှစ်ပိတာစားလဲနင်းနေချိန်ပေးပါပြီးတော့ဒီဟင်းခတ်အမွေးကြိုင်တွေကိုလည်းတထုပ်စီထည့်ပေးပါတခင်မက်ကတကယ်သဘောတဘာဝကြတာပဲအခုချက်ချင်းထုတ်ပေးပါမယ်ဒုတိယအကိုမရီးစားနဲ့တကြားဝယ်တာကဟင်းဒီဟင်းရွက်ဝယ်နေတယ်လို့ပဲနော်အခုမရီးကအထုတ်လိုက်ကိုဝယ်နေတာဒါဆိုပိုက်ဆံဘလောက်တောင်ကုန်မှလဲကျွန်တော်စုဘူးတဲ့ကပိုက်ဆံဆိုမလောက်နိုင်ဘူးညီမလေးတောင်ကျွန်တော်ထက်ပိုက်ဆံပိုစုနိုင်သေးတယ်ငါကတော့အိမ်မှာအစင်းရဲဆုံးဖြစ်လိမ့်မယ်အကူကြီးကပိုစင်းရဲမှာတေချာတယ်တော်သေးတာပေါ့မင်းကအတင်းပြောနေတာလားမဟုတ်ပါဘူးကျွန်တော်ဘယ်ရဲပါမလဲအိမ်ပြန်ရောက်ရင်အမေကိုရှောက်မပြောနဲ့ဦးမင်းပါဆက်ကိုသာမင်းလုံအောင်ပိတ်ထားစကားတပြေးညီရဲပြောကြမယ်600ပြားပဲကုန်တယ်လို့ပြောလိုက်ငါးလစာကတော့သူရွေးလိုင်စားတောက်ဆိုင်မှာတနက်စားဖို့ပဲလောက်မှာကိုကျန့်ပါလို့စကားမပြောတာလေသူကဟင်းခတ်အမွေးကြိုင်တွေဝယ်ချင်တယ်မုံဆန်းတွေလုပ်ချင်တယ်ငါတို့ဘဝပိုကောင်းလာဖို့ပဲလေဒါကြောင့်ပိုက်ဆံဘလောက်ကုန်ကိစ္စမရှိပါဘူးဒီနေ့ဝယ်လိုက်တာနင်းနေများတော့တာတော့အမှန်ပဲဒါပေမဲ့အားလုံးကအတုံးဝင်မဲ့ပစ္စည်းတွေကြီးပဲမင်းဝယ်ဖောင်တာရှိရင်စိတ်ကြိုက်ဝယ်ပါဟုတ်ကဲ့ဒါဆိုနောင်ကြရင်အကိုပိုပင်ပန်းရတော့မှာပဲမပင်ပန်းပါဘူးမင်းဝယ်ချင်တဲ့အရာမှန်တမျှကိုတွေးဝေနေစရာမလိုပဲဝယ်နိုင်အောင်ငါလုပ်ပေးမယ်အားလုံးတို့မဝေးကြနဲ့ဦးဒါက63ပြားပေးပြီးပင့်လာရတဲ့အဖိုးဖျားလေးတွေနော်ဒုတိယအစ်ကိုဖြည်းဖြည်းလုပ်ပါကျမရဲ့ပန်းလုံးမဲ့ကုန်ကျန်းတွေကိုဖိမိစေနဲ့ဦးပစ္စည်းတွေအားလုံးစုံပြီးသွားကြစို့ဖြည်းဖြည်းသွားရောက်တော့မယ်မရီးပြန်ရောက်တဲ့အခါ600ပြားတော်တေချာမှတ်ထားပါအာကျွမ်းသွားစို့အိမ်ပြန်ကြမယ်ကျမမနှက်ဖြန်ကစားပြီးကတိပါပန်းတွေဆက်လုပ်တော့မယ်စောစောစီစီကျွန်တော်လည်းပိုက်ဆံပိုရှာနိုင်မဲ့နေလန်းကိုစဉ်းစားရမယ်မဟုတ်ရင်မရီးရဲ့နောက်မှာအပြစ်ကြံခဲ့တော့မှာလူဆိုတာလိုချင်တာရှိရင်ကိုယ်တိုင်ပဲစူးစမ်းရှာဖွေရတာပဲဒါဆိုငါတို့မိသားစုတစုလုံးအတူတူဘဝကိုကောင်းအောင်ရှောက်လန်းကြတာပေါ့အာဟဲမင်းကိုဒီထက်ပိုကောင်းတဲ့ဘဝမျိုးမှာထားပါမယ်အိမ်ရောက်ပြီးအာကျွမ်းရည်ဒီနေ့မင်းပင်ပန်းသွားပြီထော်သေးတယ်ပြန်ရောက်လာလို့လမ်းတစ်လျှောက်လုံးဒီဘဲပေါက်လေးတွေခုံထွက်သွားမှစိုးရိမ်နေရတာအမေပြန်မရောက်သေးဘူးပဲလေကွင်းထဲမှာပဲရှိဦးမယ်ထင်တယ်ဖြည်းဖြည်းချင်းလဲပေါ်ကပစ္စည်းတွေအကုန်စိတ်ချပါကျမကအဲ့လောက်အထိနုနုနယ်နယ်မဟုတ်ပါဘူးနုနယ်လဲရပါတယ်ကိုကမင်းကိုအမြဲကာကွယ်ပေးချင်တာကျက်နဲ့ဘဲတွေကိုအရင်ဆုံးတနေရာမှာထားလိုက်ဦးဖိမိအောင်တတိထားဦးနော်တကြားစားနဲ့ဟင်းခတ်အမွေးကြိုင်တွေကိုခဏနေရင်ကျမသိမ်းလိုက်မယ်ကျမရဲ့ပန်းလုံးမဲ့ကုန်ကျန်းတွေကိုတော့ကိုယ်တိုင်ပဲသိမ်းပါရစေရှုပ်ပေါ်သွားမှာဆိုလို့ဒါဆိုဒီအဖိုးပြားလေးတွေကိုကျွန်တော်စီအရင်ပေးထားလိုက်နောက်ထပ်ဘာလုပ်ပေးရအောင်မလဲကိုကျန့်အကိုကတော့သူတို့အတွက်ကြက်ချန်သေးသေးလေးစောက်ပေးပါဦးသူတို့ကတေးလုံးသေးလို့တောင်းနေမှာပဲအမြဲပိတ်ထားလို့မဖြစ်ဘူးကောင်းပါပြီငါစီတာအပ်လိုက်ဒီနေ့မင်းပင်ပန်းသွားပြီးရောရေတောက်လိုက်ဦးကြီးမကြပါနဲ့ဦးမျက်ချောက်ကိုအခုချက်ချင်းကျွေးမယ်အရင်ကဆိုတော့အိမ်မှာနွားတကောင်တောင်မွေးဖို့မလွယ်ခဲ့ဘူးအခုတော့နွားရောမီးရောရှိနေပြီးမရီးရောက်လာကြတဲ့ကဘဝတစ်ခုလုံးပြောင်းလဲသွားတာပဲအများကြီးစားတော့မနှက်ဖြန်လဲမင်းရဲ့လှုပ်အားကိုအားကိုရဦးမှာအချီမြင်ကတိပါမြင်အနီအောင်ပိုးစနဲ့ပိုတီးစေလေးတွေအကုန်စုံသွားပြီအရင်ကတော့မိသားစုအတွက်ပိုက်ဆံချွေတာဖို့ပဲတွေးခဲ့တာအခုတော့မတူတော့ဘူးကျမလည်းပိုက်ဆံရှာနိုင်ပြီးဒီလိုဒီဇိုင်းဆန်းတွေလုပ်ရင်တေချာပေါက်ရောင်းကောင်းနိုင်မယ်လို့မရီးကပြောတယ်ကျမတေချာပေါက်အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်မရီးကိုစိတ်ပြအောင်မလုပ်နိုင်ဘူးတေးလိုက်တာကိုကျန့်ပါဖြစ်လို့လဲသူတို့အတွက်ခြံလေးအမြန်ဆောက်ပေးလိုက်ပါဦးခဏနေရင်သူတို့တွေအေးမိတာဒါမှမဟုတ်တိုးမိပြီးထိခိုက်ကုန်မှာဆိုလို့ကောင်းပါပြီငါလုပ်လိုက်မယ်ဟိုဘက်နေရာကလေခွဲတယ်မိဖို့ချောင်းနဲ့လည်းနီးတော့ပုံမှန်အစာကျွေးရတာပိုဆင်ပြေလိမ့်မယ်နင်းနေဆိုထိုင်းမနေဘူးလားမဆိုပါဘူးကောက်ရိုးချောက်တွေခင်းပြီးပြင်ပြားတွေထက်ဆင့်လိုက်မယ်အောက်ခြေကလေဝင်လေထွက်ကောင်းရင်အဆင်ပြေပါတယ်ဒါဆိုရင်တော့ကောင်းသားပဲသူတို့ကကိုဂယူးဆိုင်ရမယ်ဂယူးဆိုင်အင်းကောင်းပြီသူတို့နွေးနွေးထွေးထွေးရှိဖို့ဂယူးဆိုင်ရမယ်စိတ်ချပါငါတော့အဆင်ပြေအောင်လုပ်ပေးပါမယ်အကူကြီးကျွန်တော်ကူညီပေးရမလားဒီတက်သားချောင်းတွေကိုညှိပေးရမလားကြက်နဲ့ဘဲတွေကိုတွမ်းဆိုင်မိအောင်လို့ကောင်းပြီလေအတွင်းထဲကိုနင်းနဲ့အကန့်လေးတွေခွဲထားရမလားကြက်ပေါက်နဲ့ဘဲပေါက်ကနေထိုင်ပုံချင်းမတူကြဘူးမလားပြင်ပြားတွေနဲ့အကန့်လေးတွေခွဲပေးထားမယ်ရေခွက်နဲ့အစာခွက်ကိုလည်းတီးတန့်စီထားပေးမယ်မရီးစိတ်ချပါအကူကြီးရဲ့လက်ရာကတကယ်စိတ်ချရပါတယ်ကြက်ချန်ဆောက်တာလောက်ကတော့အေးဆေးပဲ